ကျွန်တော်အိမ်နီးနားချင်းကနေရန်ထဲကနေရွှေတန်ချိန်3000တူဖော်ရရှိတယ်လို့အိမ်မက်ခဲ့တယ်နိုးနိုးချင်းပဲကျွန်တော်ရှိစုမဲ့စုအကုန်ပုံအော်ပြီးအဲ့ဒီအိမ်နီးနားချင်းရဲ့ပျက်စီးယိုယွင်းနေတဲ့အိမ်ကိုဝယ်ပစ်လိုက်တယ်ဒါကိုကျွန်တော်ရေးစားသိသွားတဲ့အခါကျွန်တော်ကိုဖျက်ပစ်ချင်သွားပြီးနောက်လည်းမကြည့်ပဲနောက်ယောက်ျားတစ်ယောက်နဲ့ဆိုင်ကယ်စီးပြီးထွက်သွားတော့တာပဲဒါပေမဲ့ကျွန်တော်စိတ်မဆိုးပါဘူးအဲ့ဒီအစားကျွန်တော်ရဲ့စုဘူးအကုန်ထုတ်ပြီးအဲ့ဒီနောက်ဖေးကုန်းကအိမ်စုပ်ကြီးကိုဝယ်လိုက်တယ်နေယူနေလားအဲ့ဒီဝင်းဟောင်းကြီးကပစ်ထားတာဆယ်စုနှစ်ချီနေပြီးခေါင်းမိုးကလည်းစံခါလို့ယိုနေတာပြီးတော့အနောက်ကကုန်းကလည်းကြောက်ခဲတွေကြီးပဲကစုံဥတောင်စိုက်လို့ရမှာမဟုတ်ဘူးနင်ကမင်္ဂလာဆောင်ဖို့စုထားတဲ့ပတ်စံနဲ့အဲ့ဒီလိုအမင်္ဂလာရှိတဲ့နေရာကိုဝယ်လိုက်တယ်ပေါ့လေကျွန်တော်မယူပါဘူးပတ်စံကဒီမှာအစင်တင်ပဲစာချုပ်ပေါ်တစ်စိတ်တုံးထုပြီးကျွန်တော်လက်ပွေနှိပ်လိုက်တော့ဟာဒုက္ခပါပဲဒီကောင်တော့စိတ်လွတ်သွားပြီထင်တယ်လို့ရွာသားတွေပြောကြတယ်ဒီသတင်းကတရွာလုံးကိုတော်မီလို့ပြန်သွားပြီးလူတိုင်းကကျွန်တော်ကိုစိတ်တန်ရကြောင်းယူသွားပြီလို့ပြောကြတယ်ခေါင်းမိုးယိုနေတဲ့တရေချောက်တဲ့အိမ်နဲ့ဘာမှစိုက်လို့မရတဲ့ကြောက်ကုန်းကြီးကိုပတ်စံ8000ပေးပြီးဝယ်လိုက်တာကိုကျွန်တော်ဘယ်တော့မှနားလည်ထူနိုင်တော့မှာမဟုတ်ဘူးလို့သူတို့ပြောကြတယ်အဲ့ဒီညမှာပဲကျွန်တော်ဆောင်စုပ်တစ်ထည်ကိုလိပ်ပြီးအဲ့ဒီအိမ်စုပ်ကြီးတဲ့ကိုပြောင်းလာခဲ့တယ်ဆင်းရဲခြင်းကသုံးဆက်မခံပါဘူးကျွန်တော်တစ်သက်လုံးမြေကြီးတဲ့ကနေရုန်းကန်ပြီးထမင်းရှာစားရမယ်ဆိုတာကိုမယုံကြည်နိုင်ဘူးဆောင်းတွင်းကလည်းနီးနေပြီဆိုတော့အိမ်မကြီးရဲ့ဝန်ထမ်းရံဖြစ်တဲ့ရွှွန်နေရံနဲ့အပူပေးအိယာကူတင်ကိုဖြိုချပြီးပြန်ဆောက်ဖို့စီစဉ်လိုက်တယ်ဒါပေမဲ့တတိယမြောက်ညမှာပဲမမျော်လင့်ပဲမိုးတိတ်ထန်စွာရွာသွန်းပြီးမုန်တိုင်းကြောင့်ရွှွန်နေရံကြီးပြိုကျသွားခဲ့တယ်ပြိုကျနေတဲ့အုတ်ခဲတွေကိုရှင်းဖို့လုပ်တုံးကျွန်တော်ခြေထောက်ကမမရတစ်ခုကိုတိုက်မိသွားတယ်အဲ့ဒါကနေရံထဲမှာနက်နက်ရှိုင်းရှိုင်းဝတ်ထားတဲ့မြေအိုးမဲကြီးတစ်လုံးပဲအထဲမှာတော့ရွှေတုံးတွေကိုတေးသက်စွာစီထားပြီးရွှေတုံးတွေအပြင်ရာနဲ့ချီတဲ့လေးလံနဲ့ငွေတင်းကားပြားတွေလည်းအောက်ခြေမှာပြန့်ကျဲနေတယ်ဒါကလွန်ခဲ့တဲ့နှစ်တွေကမြေရှင်လူထွက်ပြေးတုန်းကနေရံထဲမှာလုံခြုံအောင်ထည့်ပြီးမယူသွားနိုင်ခဲ့တဲ့ပစ္စည်းတွေပဲဟုတ်တယ်အိမ်မက်ကအစ်စ်အမှန်ဖြစ်ခဲ့ပြီးကျွန်တော်ကိုအတင်းစိတ်ငြိမ်အောင်ထိန်းလိုက်တယ်ကို့မှာပတ်စံရှိတာကိုဘယ်တော့မှမပြနဲ့အထူးသဖြင့်အဲ့ဒီခေတ်ကခရိုင်တစ်ခုလုံးရဲ့ထက်ဝက်နီးပါးကိုဝယ်နိုင်လောက်တဲ့ရတနာတိုက်ကြီးမျိုးပေါ့ရွာသားတွေဒါတိသွားရင်ပတ်စံဆုံးရှုံးရုံနဲ့မကပဲအသက်ပါရန်ရှာခံရနိုင်တယ်ဝန်ဆွေဝါးနဲ့ကြံတက်ရန်မင်းတို့နဲ့ငားရဲ့စရင်ကအခုမှစတာကွာအဲ့ဒီညမှာပဲကျွန်တော်အိမ်စုပ်အောက်မှာတစ်ဆက်ပင်နဲ့တဲ့မြေအောက်ခန်းတစ်ခုတူးလိုက်တယ်ရွှေတုံးတွေနဲ့ငွေတင်းကားတွေအကုန်လုံးကိုစီစိမ့်ပိတ်စနဲ့ပြန်ထုတ်ပြီးအထဲမှာနက်နက်ရှိုင်းရှိုင်းမြုပ်နှံလိုက်တဲ့အပေါ်ကနေကြောက်ပြားတွေဖိမြေဝါထူကြီးတွေနဲ့ဖုံးပြီးအတစ်ဆောက်မဲ့အပူပေးကုတင်ရဲ့အောက်ခြေဖြစ်ဟန်ဆောင်ဖုံးကွယ်လိုက်တယ်အလုပ်ပြီးသွားတဲ့အချိန်မှာမိုးတောင်လင်းလူနီးပါးဖြစ်နေပြီနောက်တစ်ပတ်လုံးကျွန်တော်နေတိုင်းနေထွက်ကြတဲ့ကအလုပ်လုပ်မြဲလုပ်နေတော့မယ်အဲ့ဒီစုပ်ပြတ်နေတဲ့အဝတ်စားချမ်းတွေကိုပဲဝတ်ပြီးအဲ့ဒီကြောက်ကုန်းပေါ်မှာပေါက်တူးတလက်နဲ့ကြောက်ခဲတွေကိုတူးနေခဲ့တယ်သူ့ကိုလည်းကြည်ဦးကြောက်ကုန်းကြီးကိုရတနာလို့သဘောထားနေတာသူ့ဘဝတစ်ခုလုံးမြေကြီးထဲမှာပဲမြုပ်နှံထားရတော့မယ်ထင်တယ်အခုကျွန်တော်ခွေဟွာရဲ့အမေစီကကြားရတာကတော့တက်ရန်ကလာမဲ့လာမျိုးတွေကစားတောက်ဆိုင်ကြီးမှာမင်္ဂလာဆောင်ပွဲတော့လုပ်มาတဲ့ခရိုင်တွေကစားတောက်ဆိုင်ကြီးမှာဝိုင်းတစ်ဆက်ဝိုင်းတောင်ပြင်มาတဲ့ကျွန်တော်မှာအဲ့ဒါကိုရှင်ပြိုင်ဖို့မရှိလို့လဲရှေ့ရက်မြောက်နေ့မှာကျွန်တော်မြေအောက်ခန်းထဲကနေရွှေတုံးနှစ်တုံးထုတ်လိုက်တယ်အဲ့ဒါတွေကိုသတင်းစာဟောင်းတွေနဲ့အထက်ထက်တိတိချာချာထုတ်ပြီးအင်ဂျီအတွင်းအိတ်ထဲမှာအနဲ့ချုပ်ပြီးထည့်လိုက်တယ်ပြီးတော့ပြည်နယ်မြို့တော်မှာဈေးပေါ်တဲ့ပြောင်းမှုစီတွေတွားဝယ်မလို့ဆိုပြီးစင်ကြေပေးကလှုပ်ခါနေတဲ့ဘတ်စကားအိုကြီးကိုစီးပြီးထွက်လာခဲ့တယ်၄နာရီကြာပြီးနောက်မြို့တော်ရဲ့အစီကားဆုံးရှေးဟောင်းပစ္စည်းနဲ့ရွှေလမ်းမကြီးစီကိုကျွန်တော်ရောက်လာခဲ့တယ်ဟိုဒီလျှောက်ကြည့်ပြီးနောက်ဆိုင်းပုတ်အိုကြီးချိတ်ထားတဲ့အပေါင်ဆိုင်ဟောင်းတစ်ခုတည်းကိုဝင်လိုက်တယ်ပစ္စည်းဟောင်းတွေဝယ်လာခင်ဗျာအမိုက်တွေဆိုရင်တော့ထုံမပြနဲ့ငါကောင်တာညစ်ပတ်လိုက်မယ်ရွှေစင်စစ်ပြအဟောင်းတွေလည်းပါတယ်ဟေးလူငယ်ဒါဘိုးဘွားပိုင်အမွေနှစ်လာငါ့ကိုအမှန်တိုင်းပြောစမ်းခင်ဗျာယူနိုင်မလားမယူနိုင်ရင်ကျွန်တော်တခြားနေရာသွားမယ်ယူနိုင်တာပေါ့အခုရွှေဈေးက85ရှိတယ်ဒါက12ကျပ်သားရှိတဲ့ရွှေတုံးအဟောင်းပဲငါမင်းအတွက်အနည်းဆက်ဆုံးတွက်ပေးမယ်26000ရောဘယ်လိုလဲသူထေးတောသားတွေဈေးကွက်မသိဘူးလို့ထင်နေတာလားဒီလိုရစ်ပက်ပလစ်ကန်ခစ်ကတရားဝင်ရွှေတုံးမျိုးဆိုလေလံပွဲမှာဈေးနှစ်ဆရတယ်ဗျ26000ဆိုရင်တော့ခင်ဗျားပါတာပဲတင်ထားပြီးစော့နေလိုက်တော့ဟေးလူငယ်လေးနေပါဦး3000ပေးမယ်ဒါနောက်ဆုံးဈေးပဲဒီထက်ပိုရင်တော့ငါတကယ်မယူနိုင်တော့ဘူးတတုံးကို3000ဆိုတော့2တုံးဆို6000ပေါ့လွန်ခဲ့တဲ့1998ခုနှစ်တုန်းကမြို့ပြအလုပ်သမားတယောက်ရဲ့ပြန်မြလာစာကတလကိုရာကနန်းပဲရှိတာဒီလိုဝေးလံခေါင်တည်တဲ့ခရိုင်လေးမှာတော့6000ဆိုတာဘဝကိုလုံးဝပြောင်းလဲပြစ်နိုင်တဲ့ငွေပမာဏကြီးပဲโอเคသဘောတူတယ်ဒါပေမဲ့ပတ်စံအကုန်လုံးကိုငွေသားနဲ့မယူဘူးကျွန်တော်ကိုချင်းငွေတမဝါရမမှာငွေစုစာအုပ်တအုပ်ဖွင့်ပေးပါလက်ငင်းသုံးဖို့ငွေသား2000ပဲချန်ခဲ့ပေးနိုင်ဝက်ကြတော့ကျွန်တော်အနီရောင်ငွေစုစာအုပ်လေးကိုကင်ပြီးထွက်လာခဲ့ကလေယာ30ပစ္စည်းဈေးစီကိုတန်တန်မတ်မတ်လာခဲ့တယ်သူထေးဟိုမှာရှိတဲ့မြင်းကောင်ရေးဆက်ငါးကောင်အားရှိတဲ့တုံးခန်းဟုံလက်တွန်းထုံဆက်အတစ်ဆက်နှစ်စီးထုံရက်ဆက်တွေရောနောက်တွဲရင်တွေရောအကုန်လုံးကျွန်တော်ယူမယ်ဗျာ